Okay အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့တာဆုံပါဒီနေ့ဗီဒီယိုလေးကတော့ spam ကဘာထဲမှာအသက်ရှင်မယ်ဆိုတော့မှပတ်တူပဲဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ဗီဒီယိုကို like လေးပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျအဲ့ဆိုဗီဒီယိုလေးကိုစလိုက်အောင် Okay စမယ်ဆိုတော့နေအောင်ငါအဲ့ရလောက်အောင်မယ်ဟာ Okay ငါရေပွဲကောင်းရင်အဲ့ရနေ3မိနစ်ယူရမယ်ဒီထက်မှတင်တယ်ဟုတ်တယ်ဒီထက်မှ Okay အဲ့ဆိုယူလိုက်တော့မယ်3ရပြီဆိုတော့ကဲအဲ့ရတော့လုံးမယ် Let's go ညအောင်ရောက်တော့မှာပဲပြန်လိုက်တာနေငါမှတူတော့လုံလောက်ရှိရလားမသိ Okay ရှိရ Okay အဲ့ရပြီဆိုတော့ပမာထိုင်ကောင်းမလဲဒီဘက်လည်းမကောင်းပြန်ဒီဘက်နားမှာဆိုရင်ဒီမှာထားကြည့်ရင်ကော6လုံးမြောက်ဟာအိုးရောင်ကြီးပဲဟာရောင်ကြီးကြီးပဲမဖြစ်ဖြတ်မရမယ်ညငါပမာထားမှာလောက်ကြီးငါအိမ်ကြီးကိုပြန်ချဲရမှာပဲဒီမှာလည်းမကောင်းရောင်ကြီးဒီလားဒီမှာအရင်ချထားလိုက်မယ်အေးပါကွာအဲ့ရလဲအဲ့လောက်ကြီးကြအောင်မင်းတို့ကလွန်တာပေါ့လို့ကျွန်တော်ဒီပေါက်ကြီးကိုပိတ်မရမယ်နဲ့တူပဲမဟုတ်ညဘက်တွေဆိုရင်ဇမီးတွေဝင်နေမှာဆိုလေโอเคအားဆိုရင်ပိတ်ဖို့အတွက်အတုံးလေးတွားယူအောင်ဒီမှာရှိမိတယ်ဘာနဲ့ပိတ်ရင်ကောင်းမလဲဆိုတော့ဒါရင်ထည့်ထားလိုက်အောင်ကြောက်တုံးကောင်းမယ်နဲ့တူကြောက်တုံးဒီပေးတယ်ဘယ်ရွေးလိုက်ရမလဲကာပက်စတုံးနဲ့ကာပက်စတုံးပို့ကောင်းမယ်နဲ့တူโอเคဒါနဲ့ပဲပိတ်လိုက်တော့မယ်โอเคအားဆိုရင်အပေါ်ဆုံးကနေစပိတ်မယ်โอเคကိုရောက်လိုက်ဆိုတော့တခါတက်ဖို့ပဲကျန်တယ်တခါတော့ယူရတခါကအော်ဒီမှာနှစ်ခုရောက်ရှိကွက်တီပဲဟာโอเคနှစ်ခုရှိရဒီမှာတစ်ခုဟဲ့ရပါညပို့ပြီးတော့လှအောင်လို့ဒီနားမှာဒါလေးတက်လာဒီမှာတစ်ခုချမယ်ပြီးလို့ရှိရင်ညဒါကြီးကမလောက်ဒါရုပ်ဖြတ်လိုက်မယ်ဒါကိုဖြတ်လိုက်မယ်အဲ့နှစ်ခုစလုံးဖြတ်ပြီးတော့ရှိဟုတ်ဘေးဆုံးနားမှာနှစ်ခုစီထားလိုက်မယ်ဒီမှာတော့မဟုတ်မှာချမယ်ပစံရလည်းပြက်နေပြက်တယ်ပဲခုတ်ကွာဒီမှာတစ်ခုအဲ့ဆိုရင်ရပါတယ်ဒါလို့ဆိုရင်လှပါပါโอเคခုကျွန်တော်မိုင်းနေလောက်ဖို့တော့လိုအပ်တဲ့ပစ္စည်းခရလာအောင်ပါဒီညာလေးကောင်းမယ်ထင်တယ်ဒီညာလေးမှတူလိုက်မယ်ညောမြေကြီးတွေပဲငါရှာဖယ်လေးတော့လောက်လာရှာဖယ်ကဒီမှာဝဒန်ရှာဖယ်โอเคတခုလုံးလိုက်မယ်ရပြီဆိုတော့โอเคပြန်သွားတူမယ်ဒီနားလေးကနေစတော့လိုက်မယ်ဒီနားโอเคမှာကြောက်တုံတော့ရောက်လိုက်ကြောက်တုံဆိုပကနဲ့တူမှရအောင်โอเคအမမီတာလည်းမရှိရောဒါနဲ့ကျွန်တော်မှမီတာလည်းမရှိမီတာလောက်အောင်မလို့ရှင်ခေါ်တဲ့ဒီတူလို့ရမှာမဟုတ်မှောင်းလေမှာမောင်းလိုက်ဟာချာမီတာလောက်ဖို့လိုနေကျွန်တော်မီတာလောက်အောင်မယ်ညမီတာလောက်ဖို့တော့ခိုးလေးပါတော့ရှာလာမယ်တယောက်ဆက်တူလို့မရအောင်မော်ဘယ်နာမှတော့ရှာကောင်းမလဲညဟိုဘက်မှာကျွန်းတစ်ခုတော့တွေ့လိုက်တဲ့အရင် episode က Okay ဒီနားလေးမှာညဒါပါလို့မိုက်တော့ဝါးရလားညအော်မှာဂူလိုဟာမျိုးတွေ့အပေါ့အဲ့နောက်မှရှိမလားမသိကျွန်တော်ရေတိုင်းဆင်းလိုက်တာအချိန်မှတစ်ခုအောင်ရပါသေးတယ်ဘာလို့ကဂူလကွန်နဲ့ဂူလကွန်နဲ့ဘာလို့ဂူလာတော့မသိကျွန်တော်ရှောက်ဖတ်လိုက်တာပဲအော်မှာခိုးရတွေ့ပြီဆိုတော့ဒီနားကနေဘယ်လိုတိုးရမလဲညအဲ့ဘက်ကိုအတုံးနဲ့ဆင်ပြီးတော့ကြောက်တုံးနေအေးပါပါဒီနားကနေတူမိမလားမသိဘူးတူကြည့်လိုက်မယ်မီရထားမဲ့ယူလို့မရအတုံးနေဆင်လိုက်မယ်ခေရပြီဆိုဟိုနားဟာလေးပြန်တူလာမယ်တူပါမယ်โอเคဟိုများ
အောင်ရဒီလောက်ဆိုရင်တော့လောက်မှာပါโอเคဒါလေးယူလိုက်မယ်တူးလိုက်မယ်ထိုင်အားလုံးတူးလိုက်မယ်ကွာညောင်ဒီနှစ်ခုလေးတူးရမှာโอเคရှာပြီဆိုတော့မချမ်းတော့နော်မချမ်းတော့ဆိုညလေရောင်းနေဆိုအော်ညောင်ဟို iron လားမသိ iron ထင်တယ်ညောင်ကတတူးကြည့်လာမယ်ဒီနားနေပဲအတုံးစင်ပြီးသွားလိုက်မယ်ညာနေအတုံးစင်ပြီးသွားမယ်အဲ့နာနေရှာမလားမသိ iron ထင်တယ်ဟာ iron လားတခုပဲရှိရ raw iron ဟုတ်တယ် iron ကြံသေးလားမသိရှိတယ်လားမသိဟုတ်တယ်မရှိတော့ထင်တယ်အော်မှခိုးရတော့ရှိတယ်ဒါပါရောကောပါထင်တယ်တူကြည့်ရမှာโอเคဟုတ်တယ်ကောပါကြီးဟာโอเคအဲ့ဆိုရင်အိမ်ပြန်လိုက်တော့မယ်မမီရောရတူလို့ရှိရင်အိမ်ပြန်မရအောင်မယ်အရင်မောင်းနေဟဲ့အောင်ရေးအဲ့လိုမရဘူးတဲ့ဘေးတော့မွန်စတာရှိနေတယ်အေးတော့ကွာမင်းတို့ကောင်တွေတပ်ပြမရမယ်တေးစမ်းညနေမြန်နေရော့ကွာโอเคဒီညမှာမိတိုက်ထုံလိုက်မယ်ဟိုဘက်မှာနေထုံလိုက်မယ်ဒီဘက်လည်းနည်းနည်းမောင်းနေโอเคအိမ်နေဝိုင်းဆိုအဲ့လိုရတယ်မရသေးဘူးဖိုက်ချက်တော့အိုးရောက်အောင်ရေးတေးရောပါလားကိုယ်မမီရောအိမ်ပပလည်းပန်ဖိုင်လာလို့ကြားတော့မတကားပဲဟုတ်ဒီအဲ့လိုပြတယ်ကွအေးပါကွာโอเคခုမှပဲအဲ့လိုရတော့သေးလို့ပေါ့အဲ့လိုရပါတော့နေအောင်ဒါယူဖြစ်ပြီးတော့တိန်းထားမှရမယ်ပြီးကြမှာလိုမှပြန်ပြီးတော့ထုတ်ပြီးတော့အိမ်မှာမလို့ရင်အဲ့ရရှုပ်နေအိမ်ထဲမှာနေဒီထဲထည့်ထားလိုက်โอเคရပြီဆိုတော့အော်နေခုပါကောင်းရပါကောင်းရောအပိုင်းအောင်ဒီပါတော့နေတော့နော်နဲ့တော့နေဟိုရပြုတ်ဆိုတာဘိုက်ရောတပ်ပါရအသားကြရတယ်ဆရာကြီးဘေကွန်နဲ့ဆုံးဆိုချက်စားရโอเคချက်ထားလိုက်မယ်နေအိမ်ပတ်လေမီးလိုက်ထုံးလိုက်မယ်လင်းထိုင်အောင်လို့โอเคဒီမှာတစ်ချောင်းပြီးဒီမှာတစ်ချောင်းထုတ်လိုက်မယ်โอเค3ခုပဲကျန်တယ်3ခုကနေဟိုကျွင်းထဲမှာတော့ဟိုထဲမှာတတ်ထားလိုက်မယ်โอเคဒီမှာတစ်ခုထားမယ်ပြီးလို့ရှိရင်ကျန်နေနောက်ဆုံးကျန်တဲ့တစ်ခုကဒီရဲ့အဲမှာမောင်းနေနေမှာထားလိုက်အဲ့ဒါဆိုရိုက်နေအောင်အပေါ်မှာချက်ထားတာရိုက်လာမသိဘူးပိုက်လေရန်စားနေတော့ကြည့်လိုက်အောင်မယ်ရပါဆိုစားလိုက်တော့တခါပိုက်လေစားနေဆိုပိုက်ပြေးဝိုင်းစားလို့လည်းပြီးသွားပြီဆိုအခုဘာလို့ကောင်းမလဲကျွန်တော်ချက်ကိုတားလိုက်တာဒါကြီးရခဲ့အောင်ဒီ diving helmet ဆိုဟာမိုက်တယ်နေဝတ်ထားလိုက်အောင်မယ်အစိမ်းရောတူမွေးတော့ငါချပေးရဆိုတူလမ်းလေးတကယ်ဟိုမှာဆိုရင်ရေးပါရေးလိုက်ကြအောင်အခုဝတ်ထားတဲ့အောက်ထုတ်ကြီးရေထဲမှာတက်ရှူလို့ရရဟာမိုက်တယ်ခေကြောက်လေးပါလေးဆက်တူလာအောင်မယ်ရောခိုးရော iron ရောအများကြီးတွေ့ရအောင်ကျွန်တော်တော်ကန်ကောင်းတော့ပဲနေအောင် iron လေးပါလေးကျူထားလိုက်အောင်မယ်โอเคကိုပိုင်းအများကြီးလဲကျွန်တော်တူပြီးကျူထားလဲရလာပြီဆိုတော့ယူလိုက်တော့မယ်โอเคဒီငါချက်လို့မမြအားပါလေလို့နော်ဒီမှာပဲထပ်ထားလိုက်မယ်ဒီသားလေးချက်လိုက်မယ်တက်တာလည်းမရှိတော့ရောလောက် fuel မရှိတော့ဘူး fuel မရှိတော့ဒီမှာလည်း fuel မရှိတော့ဒါလေးထည့်ထားလိုက်မယ်โอเคရပြီညဒီရဲ့ပြီးထားတဲ့ဟာလေးယူလိုက်မယ်ပြီးလို့ရှိရင် pick up crab မယ် pick up crab ဖို့တက်တာတောက်ချောင်းလို့ရတော့โอเค pick up လည်း crab လို့ရပြီ crab လိုက်တော့မယ်ဒီမှာထားလိုက်မယ်ဒါကဖယ်လိုက်မယ်ရေပုံထုလည်း crab လိုက်မယ်ရေပုံထု crab လိုက်မယ်ပြီးလို့ရှိရင်တိုင်းကလည်း crab အောင်မယ်ရှီလည်း crab အောင်ရှီโอเคဒီမှာကျွန်တော်ရှီလဲရပြီဆိုတော့ခိုင်ဝင်လိုက်တော့မယ်ရောကောပါအမှာလည်းခွက်လို့ရတယ်ကောပါအမှာလည်းခွက်လိုက်မယ်အခုကျွန်တော်မှာကောပါအမှာရပါပြီ
မိုက်လဲမိုက်ပါကျွန်တော်ကောင်းရေပုံးလဲရပါပြီရှီလဲရပြီဆိုတော့စုံဝိုင်းโอเคဒီနေ့ဗီဒီယိုလေးကတလောက်ပါခင်ဗျာအခုလို့ကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့သူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ရှိပါခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်တော့ like လေးပေးတော့ဖို့အတွက်မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ bye bye